public ruling ကမပေးပါဘူးလို့အဲ့ဒီအခွန်ဝန်တန်းတွေကပြောကြားလာခြင်းတည်အခုပြောတဲ့ public ruling ရဲ့တက်ရောက်မှုနဲ့စန့်ကျင်ပါနော်ဥပဒေရဲ့တက်ရောက်မှုနော်သူက public ruling တင်သွင်းတဲ့နှစ်ကိုညွှန်ပြီးတော့31ပေါ်ကပိုင်မပေးဘူးဒီ32ပေါ်ကကုန်သွယ်ကုန်ကိုrefund မပေးဘူးလို့ဒီ public ruling ကိုညွှန်ပြီးပြောကြားလာခြင်းဒီကားကို public ruling နဲ့စန့်ကျင်နေပါဒီနေ့တင်ပြမယ့်အခွန်ဆိုင်ရာအကြောင်းအရာကတော့ကျွန်တော်ရှေ့ပိုင်းမှာအပိုင်း9ပိုင်းနဲ့ပိုင်းခွဲပြီးတင်ပြခဲ့တဲ့မေးခွန်းရှင်အိမ်ရဲ့ဒီ comment လေးကိုကြည့်ချနေတဲ့ refund အကြောင်းအဲ့တော့ပိုင်း9မှာကျွန်တော်တင်ပြခဲ့တဲ့မှာကျွန်တော်တို့ဒီ refund နဲ့ပတ်သက်ပြီးတော့ပြည်တွင်းကဏ္ဍဦးစီးဌာနကထုတ်ထားတဲ့ public ruling တင်ပြတော့2020နဲ့အဲ့တော့အဲ့ public ruling တင်ပြတော့2020မှာဒီပြန်အန်းငွေတောင်းခံပိုင်ခွင့်ရှိသည့်အခြေအနေလို့ပြောလိုက်တဲ့အပိုင်9မှာပိုက်ခွဲခါဝေပုံသွယ်ခွန်အဲ့ဒီမှာကျွန်တော်တို့သူ့ရဲ့ပိုက်ခွဲငယ်1နဲ့1မှာအပိုက်ခွဲငယ်1မှာတော့ export ဆိုရင်တော့ဒီဘကတွင်းတဲ့အချိန်မှာပဲဖြစ်ဖြစ်လာစဉ်ဆောင်တာပဲဖြစ်ဖြစ်နောက်တစ်ခါဒီပြည်တွင်းကဝယ်ယူတာပဲဖြစ်ဖြစ်အဲ့ဒါကို refund ပြန်ပေးမယ်ပိုက်ခွဲငယ်1မှာတော့အခြားလုပ်ငန်း export ကလွဲရင်လာစဉ်ဆောင်တာကိုပဲပေးမယ်ဆိုတဲ့အိတ်ပဲတက်ရောက်ပါတယ်နောက်ပိုက်ခွဲ3မှာကတော့ကျွန်တော်တို့ဒီတန်တမန်နဲ့ပတ်သက်တဲ့ဝင်ရေးမူရဒါဒီတန်တမန်ကိစ္စတွေပြီးပါမှသွင်းခဲ့တဲ့တန်တမန်ပုံစံမကြပေမဲ့ customer ကောက်လိုက်ရင်ပြန်ပေးမယ်ဆိုတဲ့အပိုင်းเนาะအဲ့တော့ဒီအပိုင်းမှာကျွန်တော်ရှေ့မှာပြောခဲ့တဲ့ public ruling ဒီပြည်တွင်းကဏ္ဍဦးစီးဌာနဝန်ထမ်းတွေကလိုက်နာရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြည်တွင်းကဏ္ဍဦးစီးဌာနဝန်ထမ်းတွေအနေနဲ့ဒီ public ruling အတိုင်းသွားမယ်အဲ့ဒီခါမှာ public ruling ကအခုပြောတဲ့ပုံသွယ်ခွန်ကိုပြန်တောင်းပိုင်ခွင့်ရှိသည့်အခြေအနေထဲမှာပြည်တွင်းမှာဝယ်ယူတဲ့အချိန်မှာပေးခဲ့တဲ့ဒီကတ္တက31ပေါ်ကကုန်သွယ်ခွန်မပါဘူးနောက်တစ်ခါပြည်ပမှာတင်သွင်းတဲ့မှာပေးခဲ့တဲ့ကတ္တက32ပေါ်ကကုန်သွယ်ခွန်မပါဘူးအဲ့ကြောင့်မို့လို့ public ruling ကမပေးပါဘူးလို့အဲ့ဒီအခွန်ဝန်တန်းတွေကပြောကြားလာခြင်းတည်အခုပြောတဲ့ public ruling ရဲ့တက်ရောက်မှုနဲ့စန့်ကျင်ပါနော်ဥပဒေရဲ့တက်ရောက်မှုနော်သူက public ruling တင်သွင်းတဲ့နှစ်ကိုညွှန်ပြီးတော့31ပေါ်ကပိုင်မပေးဘူးဒီ32ပေါ်ကကုန်သွယ်ကုန်ကို refund မပေးဘူးလို့ဒီ public ruling ကိုညွှန်ပြီးပြောကြားလာခြင်းဒီကားကို public ruling နဲ့စန့်ကျင်နေပါဘာဖြစ်လို့ဒီမှာပါမမပါတာဟုတ်ပါတယ်အဲ့တော့သူ့ရဲ့အပိုင်9ဒီပြန်အန်းငွေကိုတောင်းပန်ပိုင်ခွင့်ရှိတဲ့အခြေအနေကို public ruling ကပေါ်ပြတဲ့ဒါစဉ်သွင်းထားတဲ့ဟာကိုပေးမယ်ဒါပေမဲ့31ပေါ်မှာပေးခဲ့တဲ့ကုန်သွယ်ခွန်ကို refund ပြန်မပေးပါဘူးလို့ public ruling ကပြောထားဘူးเนาะနောက်တစ်ခါဒီဘက်ကသွင်းလာတဲ့32ပေါ်ကကုန်သွယ်ခွန်ကို refund ပြန်မပေးပါဘူးလို့ public ruling ကမပြောထားဘူးညွှန်ကြားမှုချုပ်ရဲ့သဘောထားမှာအဲ့ဒါတွေကိုပြန်မပေးပါဘူးလို့မပြောထားဘူးအဲ့ဒါကြောင့်မို့လို့ public ruling ကမပေးပါဘူးမှားပါတယ်ဘာဖြစ်လို့လဲဆိုတော့ညွှန်ကြားမှုချုပ်ရဲ့သဘောထားကဒီလာစဉ်ဟာကိုပေးမယ်လို့ပြောပေမဲ့31ပေါ်နဲ့32ပေါ်မပေးဘူးလို့ဒီထဲမှာထည့်သွင်းပြန်ထားတာမရှိတဲ့အတွက်ကြောင့်မို့လို့31ပေါ်မှာပေးတဲ့ဟာစီတဲ့ကုန်သွယ်ကုန်ကြိုတင်ဖြစ်ပါတယ်32ပေါ်မှာပေးခဲ့တဲ့ကုန်သွယ်ကုန်ကြိုတင်ဖြစ်တဲ့ကြောင့်မို့လို့ကုန်သွယ်ကုန်ဥပဒေအရဒါက refund ပေါ်ရင်ပုံမှန်16ကပေးမယ်လုံးစု consensus မအုပ်ချုပ်မှုဥပဒေ43နဲ့အညီ refund ရရမှာဖြစ်တဲ့ကြောင့်မို့လို့အဲ့လိုအနေထားနဲ့ကုန်သွယ်ကုန်31ကတ္တက31ကတ္တက32ပေါ်မှာရှိနေတဲ့ပုံသွယ်ခွန်တွေကို refund မပေးဘူးဈေးပဲပေးတယ်ဘယ်ကိုညွှန်ပြီးပြောလဲအခုပြောတဲ့ဒီ public ruling တင်ပြီးတော့2022ကိုညွှန်ပြီးတော့ပြောတဲ့အခွန်ဝန်တန်းအဆင့်ဆင့်ရဲ့ပြောစကားပြီးညွှန်ကြားမှုချုပ်ရဲ့သဘောထားဖြစ်တဲ့ public ruling နဲ့ကိုစန့်ကျင်နေတယ်လို့ကျွန်တော်ကရှင်းလင်းပြောကြားလိုပါတယ်ဒါဆိုရင်တော့မပါရင်ဥပဒေကပြဋ္ဌာန်းချက်ကတည်တဲ့သူကြောင့်ဥပဒေပြဋ္ဌာန်းချက်တိုင်း refund ရရှိရမှာဖြစ်ပါတယ်နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ refund ရရှိမှဖြစ်တဲ့ကိစ္စမှာကျွန်တော်ရှေ့ပိုင်းလေးမှာပြောခဲ့တယ် SAS ရဲ့ refund ဘယ်လိုလဲ2020ဝန်းကျင်လောက်ထိကတော့ကြီးညာတော့မှ refund ပိုင် refund ထုတ်ပေးလိုက်တာပဲအရန်ကိုဂုံယူလေးစားပွဲကောင်းတဲ့ဒီဆောင်ရွက်ချက်လို့ကျွန်တော်ဂုံယူခဲ့ဘူးပါလို့ပြောခဲ့ပေမဲ့နောက်ပိုင်းကာလတွေအဲ့တော့နောက်ပိုင်းကာလတွေမှာကျွန်တော်တို့ refund ထုတ်မယ်ဆိုရင်ဒီ test audit ဝင်မယ်
test audit စစ်မယ်ဆိုတဲ့အပန်တွေအများကြီးကြားရပါတယ်ကျွန်တော် consultant တယောက်အနေနဲ့ထိတွေ့နေတဲ့သူဖြစ်တဲ့မို့အများကြီးကြားရပေမဲ့အပန်အနေနဲ့လေထဲမှာပဲပျောက်ကွယ်နေတဲ့ကြောင့်မို့ကျွန်တော်ကဒီကိစ္စကို public ကိုချပြနိုင်ခဲ့ပါဘူးဒါပေမဲ့ကျွန်တော်ကိုယ်တိုင် consultant လုပ်ပေးတဲ့ကျွန်တော်ရဲ့ client company ကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်လက်တလောဒါကကျွန်တော်တို့ရဲ့ဒီ refund ထုတ်မယ်ဆိုတဲ့ဟာကိုခုနရှိမှပြောခဲ့ပါတယ် OAS ကိစ္စမှာပေါ်ပေါက်ခဲ့တဲ့ refund အစရရုံကိုပြောင်းရတယ်မရသေးဘူးမရသေးတာမှကျွန်တော်တို့ OAS နဲ့ SA 2022-23နဲ့ပေါ်ပေါက်တဲ့ refund ဥပဒေအရဆိုရင်ကျွန်တော်တို့ဥပဒေဆိုတာ consensus မဟုတ်ဘူးဥပဒေအရဆိုကျွန်တော် refund နဲ့အတိုးတော်ပြန်ရရမယ်ကိစ္စအနေထားပါအဲ့တော့အဲ့ဒါကိုကျွန်တော်တို့က design မမတ်တောင်းလာတယ် OAS မှာလည်းအိမ်ပေါင်းများစွာတောင်းတယ် SA ရရောက်တဲ့အချိန်မှာ4ချိန်စာတင်ပြီးတော့တောင်းခဲ့တယ်အဲ့လို4ချိန်စာတင်ပြီးတောင်းတဲ့အခါမှာလည်း refund ပြန်ပွားဖို့အတွက်ကို4ချိန်မြောက်တဲ့အချိန်မှာကျွန်တော်တို့ follow up လုပ်တဲ့အချိန်မှာ refund ထုတ်ရင် audit city မှာပေးတာဆိုတဲ့တယ်လီဖုန်းနဲ့ဖြေကြတဲ့အဖြေကိုရခဲ့တယ်ဒါပေမဲ့တယ်လီဖုန်းဖြေကြသည်ဘယ်သူပဲပါဆိုတော့မှတ်တမ်းမရှိကျွန်တော်တို့အဲ့ဒါကိုတရားဝင်နေနဲ့မပြောခဲ့ပါဘူးဒါပေမဲ့အခုကျွန်တော်တို့ဒီထပ်ပြီးတော့ follow up လုပ်တဲ့အချိန်မှာတော့ကျွန်တော်တို့ကိုဒီ audit session ကနေပြီးတော့သတင်းချက်လက်တောင်းလာတယ်ဒါနဲ့ပတ်သက်ပြီးတော့ audit ဆိုတော့ကျွန်တော်စီစစ်တယ်ဆိုတဲ့အဓိပ္ပာယ်တက်ရောက်နေပါတယ်ဒါပေမဲ့ကျွန်တော်တို့ကိုဒီနေရာမှာ audit ဝင်တာ refund ကြောင့်လို့တော့မပြောပေမဲ့စာထဲမှာမရေးထားပေမဲ့ကျွန်တော်တို့ audit ရဲ့သဘောတဘာဝအရ audit အဖွဲ့နဲ့ကျွန်တော်တို့ ਨੇ initial meeting လုပ်တဲ့အချိန်မှာ audit အဖွဲ့တာဝန်ရှိသူက refund ထုတ်ဖို့ကိစ္စဖြစ်တဲ့အတွက်ကြောင့်မို့လို့ဌာနရဲ့လုံတုံးလုံနည်းအရဒါကို audit စစ်တာဖြစ်ပါတယ်လို့ကျွန်တော်တို့ပြောထားတယ်ကျွန်တော်တို့ရဲ့မှတ်တမ်းထောက်ထားတွေရှိပါတယ်အဲ့ကြောင့်မို့ကျွန်တော်ကဒါကိုမှတ်တမ်းအနေနဲ့ပို့လို့တရားဝင်ပြောရခြင်းဖြစ်ပါတယ်နောက်တစ်ခါဒီနေသားမှာ audit စစ်မယ်ဆိုတဲ့အပိုင်းမှာ audit စစ်တာကိုကျွန်တော်တို့စစ်ခံနေကြအနေသားကနှစ်တစ်နှစ်ကိုတည်လိုက်တယ်ဘယ်နှစ်ကိုတော့ဘယ်လို audit စစ်မယ် audit audit လား comprehensive လားเนาะအဲ့လိုမျိုးစစ်မယ်လို့ကြောင်းကြားစာတွေကျွန်တော်တို့ကနေသားကြလာတဲ့ဒါစစ်ခံတဲ့အနေသား consultant service ပေးတဲ့ consultant အနေနဲ့ service နေပေးခဲ့တဲ့အချိန်မှာအခုကြောင်းကြားလာတာကအဲ့လိုတစ်နှစ်တည်းမဟုတ်ဘူးကျွန်တော်တို့ဒီ refund ပေါ်ပေါက်ခဲ့တာ OAS မှာပေါ်ပေါက်ခဲ့တာ4နှစ်ပေါ်ပေါက်တယ်3နှစ်ထုတ်ပြီးနောက်ဆုံးတစ်နှစ်ကြံနေတဲ့ဟာမှာအဲ့4နှစ်လုံးအတွက်ကိုသတင်းချက်လက်တောင်းလာတဲ့အတွက်ကြောင့်မလို့ဒါသည်ကျွန်တော်တို့ကို refund ကြောင့် audit စစ်တယ်လို့ကျွန်တော်တို့နားလည်သလိုမျိုးအဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်ကိုယ်တိုင်ဒီသက်ဆိုင်ရာ audit ဖွဲ့ကောင်းဆောင်တစ်ထောက်ညွှန်ကြားမှုပုံစံမေးတဲ့အချိန်မှာလည်းသူတို့ရဲ့ internet ညွှန်ကြားချက်အရာ refund 300နဲ့အထက်ဆိုရင် audit စစ်ပြီးမှ refund ပေးပါဆိုတဲ့အဖြေကိုရခဲ့ပါတယ်အဲ့ဒီဖြေရခဲ့တဲ့ကြောင့်မို့ကျွန်တော်ဒီဒါကလွဲမှားနေတယ်လို့ဒီကားကြောင့်မို့လို့ဒီကားကိုကျွန်တော်ရဲ့ Facebook အကောင့်မှာလည်းကျွန်တော်ဒါကဘယ်လိုလဲလွဲတာလားကျွန်တော်နားလဲကျွန်တော်ဆရာကြီးပြောပါအောင်လို့ကျွန်တော်တင်ပြခဲ့တဲ့နောက်ရက်မှာတော့ကျွန်တော်တို့ audit ဖွဲ့ခေါ်တွေ့ပါတယ်တွေ့တဲ့အချိန်မှာတော့ audit ဖွဲ့ကပြောတာအဲ့ဒီ refund ကြောင့်စစ်တာမဟုတ်ပါဘူးတဲ့ပြီးတော့ကျွန်တော်ကတော့ audit ဖွဲ့ကိုကျွန်တော်တို့စကားပုံလေးပေါ့ audit လက်ထောက်ညွှန်ကြားမှုကိုတော့တရားကျော်ရင်ကျွန်တော်တို့ procedure လည်းပြောတယ်ဒီဟိုမှာ initial meeting မှာလည်းပြောခဲ့ပေမဲ့အခုကမဟုတ်ပါဘူးဆိုတော့ကျွန်တော်တို့ပြောခဲ့ရင်စင်သေးကြီးကိုစိတ်သေးလေးနဲ့ပုံတယ်လို့တော့ဖြစ်နေတယ်လို့တော့ပြောခဲ့ပါတယ်။ Okay ဘယ်လိုပဲဖြစ်ဖြစ်ပါကျွန်တော်တို့အခုပြောချင်တဲ့အပိုင်းကတော့ audit စစ်မယ်ဆိုရင်တော့ audit ဥပဒေကစစ်လို့ရပါတယ်။ refund ကြောင့်စစ်တယ်ဆိုရင်တော့ဌာနကြီးရဲ့အရင်တော့အရန်ဂုံယူပွဲကောင်းတဲ့ပုံရိပ်ပေါ့နော် refund ပေါ်ရင်အစီအရချက်ချင်းထုတ်ပေးလိုက်မယ်ပြီးမှစစ်တယ်ဆိုတာနဲ့ခြားနာသွားပြီးတော့ refund လိုချင် audit စစ်ခံရမယ်ဆိုတဲ့အနေအထားတွေဒီခွန်တန်းတွေမှာဒီ feeling တွေဖြစ်နေပါတယ်ဒါဆိုရင်တော့အခွန်တန်းတွေကို audit စစ်မခံရအောင်ဒီ procedure ရမှန်မှန်ပေမဲ့စိတ်ညစ်မခံချင်ဘူးဆိုရင်တော့ refund ပေါ်ပြီး6နှစ်မြောက်နှစ်ထိမတောင်းမဲ့ဆောင်ပြီးတော့မှအဲ့6နှစ်မြောက်နှစ်ရောက်တဲ့အချိန်မှာ match လာမကုန်ခင် match လာ10ရက်လောက်မှာအဲ့ refund ကိုတောင်းလိုက်ပါအဲ့ဒါ6နှစ်ထိတောင်းခွင့်ရှိတာလေဒါဆိုရင် audit ကဒီ6နှစ်ထိပဲစစ်လို့ရတဲ့အတွက်ကြောင့်မို့လို့သူ့မှာအဲ့8နှစ်တွေစစ်လဲပြန်လဲစီးချက်လို့မရတော့တဲ့အတွက်ကြောင့်မို့လို့ refund ပေါ်ရင်အခုအနေထားကြီးရှောင်လွဲခြင်းရင် refund ပေါ်တဲ့နေ့ရဲ့6နှစ်မြောက်နောက်ဆုံးလမှာတောင်းလို့ပဲအကြံပေးရမလို့ဖြစ်နေပါ